အလင်းမဲ့ညင်ရွာကလေးကတိတ်ဆိတ်ငြိမ်သက်နေတယ်လိုက်အောင်လည်းမရှိကြဲအောင်လည်းမရှိတဲ့ညလေတိုင်းတုံးကတဖြည်းဖြည်းမြင်လာပြီးတရက်ချောက်တွေတိုးဝေးဝေးလွင့်မျောနေတယ်ဒီလိုညမျိုးဆိုဘသူမှအိမ်ပြင်မထွက်ရဲကြဘူးအကြောင်းကတော့ဒီလိုညတွေမှာပဲသူကထွက်လာတယ်လို့ပဲမိုးကုတ်ဆက်ဝိုင်းတနေရာကနေအနီရောင်လင်းတန်းဖြာထွက်လာတယ်အဲ့ဒီလင်းတန်းကတဖြည်းဖြည်းနဲ့ကြီးမားလာပြီးရွာနာကိုရောက်လာချိန်မှာတော့အိမ်ကောင်မိုးတွေထက်အများကြီးမြင့်တဲ့အရေးမကြီးတစ်ခုအဖြစ်ပြောင်းလဲသွားတဲ့ရွာသူရွာသားတွေဟာသူတို့ရဲ့အိမ်တကားတွေကိုတေချာပိတ်ဖျားစာတွေရွတ်နေကြရုံကလွဲလို့ဘာမှမတတ်နိုင်ကြဘူးအရေးမကြီးကရွာလေကိုရောက်လာပြီးရက်တက်လိုက်တဲ့အဲ့ဒီနောက်မှာတော့လေထဲကနေနားမခံတာတဲ့အော်ဟစ်တန်တွေထွက်ပေါ်လာတယ်။အော်ဟစ်တန်တွေရဲ့နောက်ွယ်မှာတော့လူတစ်ယောက်ရဲ့အသက်ရှူတန်ပြင်းပြင်းကိုကြားနေရတယ်။ရွာလေကဖះเจ้าဆောင်လေးထဲမှာတော့ဘုန်းတော်ကြီးကမျက်လုံးမိတ်ပြီးဆူတောင်းနေတယ်သူသိတယ်ဒီညဟာတာမန်ရဲ့တရားမဟုတ်ဘူးဆိုတာဒီရေးမကြီးဟာနှစ်ပေါင်းများစွာကတည်းကရွာကိုချင်းချောက်နေတဲ့အမောင်ရဲ့တခင်ပဲဘုန်းတော်ကြီးမျက်လုံးဖွင့်လိုက်တော့သူ့ရှေ့မှာမတက်ရက်နေတဲ့အရေးမကြီးကိုတွေ့လိုက်ရတယ်။အရေးမကြီးရဲ့မျက်လုံးတွေကမီးခဲလိုနီးရဲနေတယ်။ဘုန်းတော်ကြီးရဲ့လက်ထဲကကြက်ချေခက်ကမြေပြင်ပေါ်ကိုပြုတ်ကျသွားတဲ့အရေးမကြီးကသူ့ရဲ့လက်ချောင်းရှည်ကြီးတွေနဲ့ဘုန်းတော်ကြီးကိုလှမ်းအုပ်လိုက်တဲ့အဲ့ဒီအချိန်မှာပဲဘုန်းတော်ကြီးရဲ့ပါးစပ်ကနေအော်တန်ရှည်ကြီးထွက်ပေါ်လာတဲ့အတန်ကတဖြည်းဖြည်းတိုးဝင်သွားပြီးနောက်ဆုံးမှာတော့တိတ်ဆိတ်သွားတယ်။နောက်တနေ့မနက်ရွာသူရွာသားတွေဖះเจ้าဆောင်ကိုရောက်လာတော့ဘာမှမရှိတော့ဘူး။ဘုန်းတော်ကြီးလည်းမရှိတော့သလိုအရေးမကြီးရဲ့အရေးရောင်တောင်မတွေ့ရတော့ဘူးကြံနေခဲ့တာကတော့မြေပြင်ပေါ်ကကြက်ချေခက်လေးတစ်ခုရဲ့အလင်းမဲညရဲ့ကြောက်မက်ဖွယ်ရာအမတ်သားတစ်ခုရဲ့ပဲ။